Okay, di ni kan ni sahaja tu, so plan A, plan B, plan C, so plan 3ချက်ရှိပါတယ်ဗျ။အခုလောလောဆယ်ဦးဇင်းတို့လဲပတ်နေတဲ့ပုံစံတော့ဒါ plan A ပေါ့လေ။နောက်plan B ကတော့ဦးဇင်းတို့တစ်နှစ်ကို108ပါရှင်ပြုပေးတယ်။နောက်နှစ်20ဆိုရင်အပား2000ပေါ့လေ။အဲ့အပား2000တဲ့ကအပား20လောက်ကျန်လို့ရှိရင်ဦးဇင်းတို့ plan B အောင်မြင်တယ်လို့ပဲခံယူပါတယ်ဗျ။plan C အနေနဲ့တော့ဒီထူးချွန်လာတဲ့သာသနာမျိုးဆက်တွေအပန်း20နဲ့ဘဲဆုံထုချွန်ထားတဲ့တားငယ်သမီးငယ်လေးသမီးငယ်လေးတွေကိုပလန်စီအနေနဲ့ကျွန်တော်ကျင်းနေရကျင်းနေတဲ့အတိုင်းတာတော့မရှိဘူးဆိုပေမဲ့လေသူတို့ဘဝတုတ်တက်ရတုတ်တက်ကြောင်းပေါ့နော်ဒါကျွန်တော်လမ်းပြပေးတဲ့အဆင့်ပေါ့နော်ကျွန်တော်ပလန် A ပလန် C ပလန် C အဆင့်ဆိုတော့ကျွန်တော်အဆင့်30ဆွဲထားပါတယ်ဒီနေ့ကပညာသင်တဲ့အနေနဲ့ကျွန်တော်ကျောင်းလေးကျောင်းသား400ဒီအပြင်ကနေကျောင်းလာတတ်တဲ့ကလေး180စုစုပေါင်းကလေးတွေအကျောင်းတွေရောကျောင်းတွေရော600ရှိတယ်တို့တော့အဓိကအထူးအဖြစ်ကျောင်းရေးကျောင်းသား400စာပေါ့နော်မနက်စာ6နာရီ3သိန်းနေ့လယ်စာ7နာရီ4သိန်းညနေစာ6နာရီ3သိန်းပေါ့နော်အဲ့ဒါနေသမီးဟင်းတွေမကျွေးချင်ဘူးကလေးငယ်လေးတွေမုံမဲတေစာအစာပြေနေနဲ့ကျွေးမယ်ဆိုရင်နေကင်း3နာရီအစာပြေ3သိန်းခွဲကျက်လုံးနဲ့ဦးဇင်းတို့လူကထားပါတယ်အကယ်၍များကလေးတွေရိုးရိုးဒီ3သိန်း4သိန်းဒါမကျွေးချင်ဘူးကောင်းကောင်းမွန်ကျွေးချင်တာပါဆိုရင်ငါးစီပြန်9သိန်းကျက်စီပြန်8သိန်းဝက်စီပြန်9သိန်းကျက်လုံးနဲ့ဦးဇင်းတို့အလူခံပြီးတော့ကျွေးမွေးချက်ပြုတ်ပေးနေပါတယ်ဗျဒီဝိုင်းစီရတနာပန်းကင်တိုက်တာတင်းကြောင်းကိုဆက်သွယ်မေးမြန်းမယ်ဆိုရင်ဒါမန္တလေးတိုင်းပြည်ကြီးတကူမြို့နယ်88လမ်းဒီကိုယ်တိုင်စေးအရှိဘက်ရန်အောင်မင်္ဂလာလမ်းပေါ့ဒါမြောက်ဦးရက်ွက်ထဲမှာရှိတဲ့ခန္တော်ချောင်းအမှတ်25ဘာက YC ရတနာပန်းကင်မြို့မဲ့ချောင်းဒါဖုန်းနံပါတ်39 256 9339 211 39 99 55 44 255ဖုန်းနဲ့ဆက်သွယ်မေးမြန်းလူတန်းလို့ရပါတယ်ဒီနေရာနေအမှုရှင်တွေအထူးမှာကြားလို့ရတော့ဒါ TikTok ပေါ်တော့ကောင်း Telegram ပေါ်တော့ကောင်း Viber တော့ပေါ်တော့ကောင်း Facebook Messenger တော့ကောင်းဒီအကြောင်းနာမည်အလွယ်သုံးစားလုပ်ပြီးတော့အလူခံစားခဲ့မယ်ဆိုရင်အလူခံစားခဲ့တဲ့ပုံစံတွေမြောင်များစွာရှိနေပါတယ်နေ့စဉ်နဲ့များကြုံတွေ့ဖြည့်ရှင်းရတယ်အကယ်၍များအဲ့လိုonline ပေါ်တော့ကောင်းဖုန်းဆက်တော့ကောင်းဒီအကြောင်းကနေဆင်လွတ်ထားခြင်းမရှိပါဘူးလို့ဦးစင်းတာဝန်ခံဆရာတော်အနေနဲ့